လူတိုင်းမီလီယံနာဖြစ်နိုင်သလားအဖြေကတော့ဖြစ်နိုင်ပါတယ်ဒါပေမဲ့လွယ်လားဆိုတော့မလွယ်ပြန်ဘူးခက်လားဆိုတော့လည်းအဲ့လိုလည်းမဟုတ်ပြန်ဘူးဟာဆိုတော့ဒီကောင်ခက်တယ်လည်းပြောတယ်လွယ်တယ်လည်းပြောတယ်ဘာတွေပြောနေရလဲโอเคဒီဇလန်တပုတ်လုံးရဲ့နောက်ွယ်ကျွန်တော်ပြောချင်တဲ့အကြောင်းအရာလေးကိုတစ်ချက်ကြည့်လိုက်အောင်အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုကတော့ကျွန်တော်ဒီလူတိုင်းနဲ့သက်ဆိုင်တဲ့ပတ်စံပေါ့နော်ငွေဒီ money အကြောင်းအရာကိုကျွန်တော်ဝေမျှပေးသွားမှာဖြစ်ပါတယ်ဒါမျိုးကောင်းစဉ်လေးတွေကျွန်တော်တိတ်ပြီးတော့ပြောထားမရှိဘူးဆိုပေမဲ့ပေါ့နော်ဒီကျွန်တော်ရဲ့ပရိသတ်ကျွန်တော်ရဲ့တငယ်ချင်းမိတ်ဆွေအားလုံးလည်းစိတ်ဝင်စားမယ်တင်လို့ကျွန်တော်လေ့လာထားလေးတွေကိုလည်းကျွန်တော်ပြန်ဝေမျှတဲ့သဘောအနေနဲ့ကျွန်တော် sharing လုပ်ပေးတာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုမပြောခင်ကျွန်တော်ဒီစာအုပ်သုံးနဲ့အရင် mix up ပေးချင်ပါတယ်ပေါ့နော်ဒီစာအုပ်ကတော့ simple path to work J.R. Collins ရေးထားတဲ့စာအုပ်သုံးပဲဖြစ်ပါတယ်ဒီစာအုပ်ထဲမှာပါဝင်တဲ့အကြောင်းအရာတွေကိုပဲကျွန်တော်ကပြန်ပြီးတော့လိုရှင်းလေးဝေမျှပြတော့မှာပဲဖြစ်ပါတယ်ပေါ့နော်လူတယောက်အတွက်ပေါ့နော်ငွေကြေးဆိုင်ရာဘလို့အခွင့်အလမ်းတွေရှိတယ်လက်ရှိမှာဟောဒီလူတွေအတွက်ဘလို့အခြေအနေတွေကြုံတွေ့နေရတယ်ဆိုတဲ့ဟာလေးကိုဒီစာရေးဆရာကတော့ရှင်းပြပေးသွားတာပေါ့နော်ဆိုတော့ကြည့်နေတဲ့မိတ်ဆွေတွေအတွက်ကတော့ဒီရောက်နေတဲ့နိုင်ငံလက်ရှိလုပ်ကိုင်နေတဲ့အလုပ်ငန်းကိုရှိနေတဲ့မိသားစုအခြေအနေပေါ်မူတည်ပြီးတော့ဒါတွေကတော့တိုက်ရိုက်အကျိုးသက်ရောက်မှုရှိချင်မှတော့ရှိမယ်ပေါ့နော်ဒါပေမဲ့မိတ်ဆွေတွေအတွက်ဘဝတုဒ္ဒအနေနဲ့တော့၎င်းအကျိုးစုံတရားရမယ်လို့တော့ကျွန်တော်မျှော်လင့်ပါတယ်။ Okay ဒီဗီဒီယိုလေးကိုဆက်ပြီးတော့ကြည့်လိုက်အောင်။ Okay ဒီစာရေးဆရာကတော့ဒီ1985ခုနှစ်ကနေစတင်ပြီးတော့သူရဲ့ဒီရင်းနှီးမြှုပ်နှံမှုခီးကိုစတင်ခဲ့တာပေါ့နော်ဒီအကြောင်းအရာအားလုံးကိုစာအုပ်ထဲမှာအကုန်လုံးသူကတော့ရှင်းပြထားတာပေါ့နော်ဒီလူတယောက်အနေနဲ့ဘယ်လိုချမ်းသာကြွယ်ဝမှုကိုလွယ်ကူရိုးရှင်းစွာတည်ဆောက်လို့ရတယ်လဲဆိုတဲ့ဟာကိုသူကတော့ပြောပြပေးတာဖြစ်ပါတယ်ဒီစာအုပ်ကိုတော့သူကတော့သူ့ရဲ့သမီးရဲ့အတွက်ရည်ရွယ်ပြီးတော့ရေးထားပါတော့ရေးထားရင်လည်းအဲ့လိုမျိုးစာဖတ်သူပရိသတ်တရားဟောလိလာလို့ရအောင်ဆိုပြီးတော့ထုတ်ဝေခဲ့တာပဲဖြစ်ပါတယ်โอเคဆိုတော့သူ့ရဲ့အကြောင်းကိုဒီနေရာမှာပဲခဏရပ်ထားလိုက်ပြီးတော့ဒီစာအုပ်ကိုဆက်ပြီးတော့တွားကြည့်အောင်လူတယောက်ချမ်းသာကြွယ်ဝမှုကိုအလွယ်ကူဆုံးဘလို့နည်းနဲ့တိဆောက်မလဲဆိုရင်မိတ်ဆွေတို့ရောဘလို့မြင်ပါတယ်လဲပေါ့နော်โอเคဒီနေရာမှာတော့သူက3ချက်ကိုပဲပြောပါတယ်နံပါတ်1အကျွေးနဲ့ကင်းအောင်နေပါနံပါတ်2ကိုရှာနိုင်တာထက် short 3ပါနံပါတ်3ရင်းနှီးမြှုပ်နှံမှုပြုလုပ်ပါပေါ့နော်ဆိုတော့ဒီနံပါတ်1နဲ့2ကတော့ထွေတူးကျွန်တော်တို့ပြောစရာတော့မရှိဘူးပေါ့နော်နံပါတ်1ကတော့ဒီအကျွေးနဲ့ကင်းအောင်နေပါဆိုတော့ဒီအမေရိကန်နိုင်ငံမှာဆိုရင်တော့စီးပွားရေးလုပ်နေတဲ့သူဒါမှမဟုတ်အိမ်ရဲ့အကျွေးတစ်စိတ်တစ်ဒေသကိုပေးချေနေတဲ့သူကလွဲပြီးတော့ channel ကိုရဲ့ personal debt ပေါ့နော်ဒီအကျွေးတကူကြီးသုံးဖို့အကျွေးတွေမရှိဖို့သူကတော့ဆိုလိုပါပေါ့နော်နံပါတ်1အဲ့ဒါကိုရည်ပြရှင်းပါနံပါတ်2ကိုရှာနိုင်တာတဲ့ short သုံးပါဆိုတာကလည်းဒါကတော့လက်ရှိဒီလူတွေဒီမှာရှိနေတဲ့လူတော်များများကြုံတွေ့နေရတဲ့ခက်ခဲပေါ့နော်ဒီလူငယ်တွေမှာဆိုရင်ဘလူးတောင်သူ့ရဲ့ data ကစင်းကရှိလဲဆိုတော့60%သောလူတွေကတဲ့emergency fund အရေးပေါ်သုံးဖို့ဒေါ်လာ1000မရှိတဲ့အပြင်လတိုင်းသူတို့ကဒီ paycheck to paycheck နေရတယ်ပေါ့နော်ဆိုလိုချင်တာကတော့ဒီမလုံလိုက်ရတယ်နဲ့သူတို့ရဲ့ဘဝကတော့ဒါအရင်ခက်ခဲသွားမယ်ဆိုတော့ပုံစံမျိုးပေါ့နော်အရေးပေါ်ငွေလည်းမရှိဘူးဆိုတော့အလုပ်ကိုပဲဒီတလားလုံနေရတဲ့ဝင်ငွေနဲ့လဲပတ်နေတယ်ပေါ့နော်ဆိုတော့ဒါနံပါတ်1နဲ့နံပါတ်2ကိုတော့ဒီစာရေးဆရာတော့ပြောပြတယ်နံပါတ်3ကိုကျတော့ရင်းနှီးမြှုပ်နှံမှုပြုလုပ်ပါပေါ့နော်ဒီရင်းနှီးမြှုပ်နှံမှုပြုလုပ်ပါဆိုတဲ့နေရာမှာခုနကျွန်တော်ပထမပြောခဲ့သလိုပဲတယောက်နဲ့တယောက်ဝင်တဲ့ဒီဝင်ငွေ income မတူဘူးပြင်ကိုရှိနေတဲ့ကိုကတယောက်တည်းသမားလားဒါမှမဟုတ်မိသားစုနဲ့လားအဲ့ဒီအခြေအနေတွေမတူဘူးပြင်ကိုကအသက်အရွယ်ဘယ်လောက်ရှိပြီလဲပြင်ကိုက risk management ပေါ့နော်ဘယ်လောက်ဆုံးရှုံးမှုပမာဏကိုခံနိုင်တယ်လဲအစကြီးတစ်ဖြင့်အချက်တွေပေါ်မူတည်ပြီးတော့ရင်းနှီးမြှုပ်နှံမှုပြုလုပ်တယ်ဆိုတဲ့နေရာမှာလဲအနေငယ်ကွဲသွားတာပေါ့နော်ဒီမှာအဓိကတော့ပြောချင်တဲ့ဟာကတော့ real estate တချို့တွေကတော့အငင်းခုံကတော့ဒါကတော့အခုချိန်ထိကိုရှိနေပါတော့ဒီ real estate မှာရင်းနှီးမြှုပ်နှံမှုလုပ်တာနဲ့ဒီ stock မှာရင်းနှီးမြှုပ်နှံမှုလုပ်တယ်ဆိုတော့ပုံစံတစ်ခုကိုသူတို့ကတော့နိုင်ရှင်ပြီးတော့ပြောကြတာပေါ့နော်။ Okay ဒီဆောင်းမှာတော့သူကတော့ဒီ stock investing နဲ့ပတ်သက်ပြီးတော့အဓိကပြောတော့တာပဲဖြစ်ပါတယ်။ Okay stock ဆိုတာဘာလဲ။အဲ့ဒီကနေကျွန်တော်အရင်စလိုက်အောင်ပေါ့နော်။နံပါတ်1ဒီ stock ဆိုတာ okay မိတ်ဆွေကCoca-Cola တဘူးတောက်တယ်ဆိုပါတော့ဒီ Coca-Cola ကိုထုတ်လုပ်ဖြန့်ချီနေတဲ့ကုမ္ပဏီတစ်ခုရှိရပေါ့နော်။ဒီကုမ္ပဏီတွေကသူတို့ဒီလေပတ်နေနိုင်ဖို့သူတို့ရဲ့ကုမ္ပဏီလေပတ်
နေနိုင်ဖို့အကျိုးမြတ်တွေရဖို့အတွက်ကိုသူတို့ဒီ project တွေလုပ်တယ်ဒီပစ္စည်းတွေဆက်ပြီးတော့ထုတ်လုပ်တယ်ဖြည်းဖြည်းကုမ္ပဏီကကြီးလာတဲ့အချိန်မှာပို့ပြီးတော့ဒီလုပ်ငန်းလည်ပတ်လာနိုင်ဖို့အတွက်ဆိုရင်ဒီ share တွေထုတ်ရောင်းလေးရှိတယ်ပေါ့နော်ဒီ share တွေကိုဒီလူတိုင်းဝယ်လို့ရတဲ့ဒီ public ဒီအများပြည်သူဝယ်လို့ရတဲ့ stock market ဒီပုံမှာ share တစ်ခုကိုဘလောက်ဆိုပြီးတော့ရောင်းထုတ်ခြင်းအဖြစ်ဒီပြည်သူတွေကလည်းဟာဒီကုမ္ပဏီရဲ့ share ကိုဝယ်ခြင်းအဖြစ်ဒီလိုမျိုးနှုတ်တဘောသူအလုပ်လုပ်ကြတဲ့ပုံစံဖြစ်ပါတယ်ဆိုတော့မိတ်ဆွေကဒီ stock ကိုဝယ်ခြင်းအဖြစ်တဘောကဒီကုမ္ပဏီရဲ့အလုပ်ငန်းရဲ့စိတ်တစ်ပိုင်းတည်းကိုဝယ်ယူခြင်းဆိုတဲ့ပုံစံမျိုးပဲဖြစ်ပါတယ် okay နောက်တစ်ခုက stock ဆိုတာစိတ်ချရသလား stock ဆိုတာစိတ်ချရသလားဆိုတာမမေးခင်မိတ်ဆွေရဲ့ဒီဘဏ်ထဲမှာထည့်ထားတဲ့ငွေရောစိတ်ချရသလားကိုပြန်ပြီးတော့မေးကြည့်ပါနော်ဆိုတော့ဒီ American မှာဆိုရင်ကျွန်တော်ဒီပုံမှန်လက်ရှိသုံးနေတဲ့အများပြည်သူသုံးနေတဲ့ Bank of America Chase တို့အစရှိတဲ့ဖြင့်ဒီ bank အကြီးတွေကထဲမှာကျွန်တော်ထည့်ထားတဲ့ငွေတွေပေါ့နော်ဆိုတော့အဲ့ဒီငွေတွေကိုဒီ bank တွေကဘယ်လောက် percentage ပေးလဲဆိုရင် 0.3%ခိုင်နှုန်းပေါ့နော်ဆိုလိုချင်တာမိတ်ဆွေတဲ့ငွေ100ထည့်ထားရတယ်ဆိုမှသူတို့က 3.3 ပြားပဲပေးတာပေါ့နော်ဆိုတော့ဒီအမေရိကန်နိုင်ငံမှာတစ်နှစ်နဲ့တစ်နှစ်သူ့ရဲ့ inflation လို့ခေါ်တဲ့ငွေကြေးဖောင်းပွားမှုနှုန်းကဘယ်လောက်ရှိလဲဆိုရင်အနည်းဆုံး2%လောက်ဝန်းကျင်တော့ရှိပါတယ်ဒါမျိုးကမ္ဘာထိပ်သီးနိုင်ငံတစ်ခုမှာတော့မှအစိုးရတွေဘက်ပေါင်းစုံကနေထိန်းချုပ်ထားတဲ့ထဲမှာတော့မှဒီငွေကြေးဖောင်းပွားမှုနှုန်းက2%ရှိတာဖြစ်တဲ့အတွက်ကြောင့်မိတ်ဆွေရဲ့ဘဏ်ထဲမှာထည့်ထားတဲ့ဒေါ်လာ100ကနောက်နေ့ဆိုရင်ဒီဒေါ်လာ100အပြည့်မရှိတော့ပါဘူးပေါ့နော်ဆိုတော့ဒါ inflation ကနံပါတ်1တစ်ချက်ပေါ့နော် okay နောက်တစ်ခုကဘာလဲဆိုတော့စိတ်ချရသလား okay stock market ဆိုတော့စိတ်ချရသလားဆိုတော့စိတ်မချရပါဘူးဒါပေမဲ့ဘလို့ချင်းနေစိတ်မချရဘူးလို့ပြောတယ်လဲဆိုရင် okay မနေ့ပြန်ကျွန်တော်တို့ဒီဂျိုသားတွေဒီကဘာကြီးပုံမှာစဉ်းစားလာပြီးတော့ဒီကဘာကြီးတစ်ခုလုံးကိုသိမ့်ပိုက်လိုက်ပြီပေါ့နော်ဒါမျိုးဆိုရင်တော့ကျွန်တော်ရဲ့ငွေတွေလည်းအကုန်လုံးဆုံးရှုံးသွားမယ်ပေါ့နော် okay ဒါတစ်ချက်ပေါ့နောက်တစ်ခုကကျွန်တော်တို့နေထိုင်နေတဲ့ဒီကဘာလောကကြီးကရုပ်တရက်မြင်းကလေးနဲ့ကွဲပြီးတော့ပျက်စီးသွားမယ်ပေါ့နော်ဆိုတော့တဘာဝဘေးရန်တွေဝင်လာပြီးတော့ကျွန်တော်နေနေတဲ့ဒီလောကကြီးတစ်ခုလုံးကကြောင်းပြန်နေဖြစ်ကုန်ပြီးတော့အကုန်လုံးကွဲပြဲသွားမှာပေါ့နော်အဲ့ဒါဆိုရင်တော့ stock market ကစိတ်မချရပါဘူးဆိုတော့ဒီအကြောင်းအရာတွေကလွဲပြီးတော့ကျန်တဲ့အကြောင်းအရာတွေပေါ်မူတည်မယ်ဆိုရင်တော့စိတ်ချရပါတယ်ပေါ့နော်ဘာလို့ဆိုလို့ချင်တာလဲဆိုတော့ဒီ stock market ဆိုတဲ့ဟာကအမေရိကန်နိုင်ငံကအမေရိကန်အများစုတော့ဒီအမေရိကန်နိုင်ငံရဲ့ stock market ပေါ်ပဲအခြေခံပြီးတော့သူတို့ကတော့ဒီရင်းနှီးမြှုပ်နှံမှုတွေလုပ်ကြတာပေါ့နော်ကမ္ဘာပေါ်မှာအင်အားကြီးဆုံးနိုင်ငံတစ်နိုင်ငံဖြစ်လက်ရှိရပ်တည်နေတဲ့ဒီအမေရိကန်နိုင်ငံရဲ့စီးပွားရေးစနစ်အပေါ်မှာသူကတော့အခြေခံပါတယ် stock market ကဘာကိုအခြေခံတယ်လဲဆိုရင်3ချက်ရှိရပေါ့နော်နံပါတ်1ကတော့ဒီ government policy ပေါ့နော်အစိုးရရဲ့ဒီဥပဒေတွေပေါ်မှာမူတည်တယ်နံပါတ်2ကဒီ economic ဒီစီးပွားရေးဒီတိုင်းပြည်ရဲ့စီးပွားရေးလက်ပတ်နေပုံပေါ်မှာမူတည်တယ်နံပါတ်3ကတော့ဒီ company ရဲ့ဘယ်လိုခေါ်မလဲdevelopment ပေါ့နော်ဒီ company တစ်ခုရဲ့ဘယ်လောက်ရည်တည်နေတယ်လဲအကျိုးအမြတ်ရရှိပုံမှာမူတည်ပြီးတော့အဲ့ဒီအခြေဒီပုံမှာမူတည်ပြီးတော့ stock market ကအခြေခံ3ချက်ပေါ့နော်အခြေခံခံထားတာပါဆိုတော့နောက်တစ်ခုကဘာလဲဆိုတော့ဒီ stock ကိုဘယ်လိုဝယ်ရမလဲ okay stock ကိုဝယ်ရဲဆိုတဲ့နေရာမှာကျွန်တော်လိုတူရှင်းလေးဘယ်လိုနားလဲအောင်ပြောပြရမလဲလို့ကျွန်တော်စဉ်းစားကြည့်တယ် okay ဒီနီးလန်းကတော့ဒါကျွန်တော်လည်းအခုလက်ရှိနားလဲတဲ့ပုံစံမျိုးပေါ့နော် stock market ကိုဝယ်တဲ့အချိန်မှာဒီစာရေးစရာတော့ဘာဝယ်ခိုင်းလဲဆိုတော့ဒီ low cost index fund လို့ခေါ်တဲ့ S&P 500မျိုးတော့ဝယ်ရပါတော့ဒီ Vanguard ဒီ financial company ကနေထုတ်လုပ်ထားတဲ့ဒီ stock index fund ကိုသူကတော့ဝယ်ရပါတော့ဝယ်ရတဲ့အကြောင်းပတ်ချက်တွေကတော့အများကြီးပေါ့နော်ဆိုတော့ဒီနေရာမှာကျွန်တော်တချို့ချက်တွေကိုတော့ပြပြပါမယ်ဒီ index fund ကတော့ဘယ်လိုလဲဆိုတော့သူက individual fund နဲ့မတူ individual stock ဆိုတော့ okay make sure အခုဒီ Tesla stock ကြိုက်တယ်ဒါမှမဟုတ်ဒီ Coca-Cola ရဲ့ stock ကြိုက်တယ်ပေါ့နော်ဆိုတော့ဒီ company ရဲ့ဓာတ်ရိုက် Coca-Cola stock ကိုဝယ်လို့ရပါတယ်ဆိုတော့ဒီလိုဝယ်နေရာမှာသူ့အတွက်ကဘာတွေစဉ်းစားစရာဖြစ်လာတယ်ဆိုရင်ဒီ company ကရေရှည်မှာဆိုရင်အကျိုးဆက်ပြီးတော့ဖြစ်နေအောင်မလားတောင်မို့သူနဲ့အတူပြိုင်သူတဲ့ Pepsi လိုမျိုး company တွေထွက်လာတယ်ဆိုပါတော့ဒါဆိုရင်တော့ဒီ company ရဲ့ထပ်ပြီးတော့ကြီးပွားတိုးတက်နိုင်တဲ့လုံးဝနဲလာပါတော့နဲလာမယ်ဆိုရင်ဒီ stock တန်စီးပွားရေးကလည်းရေးလဲအရင်လိုသူပဲရှိတာမဟုတ်တဲ့အတွက်ကြောင့်တဖြည်းဖြည်းနဲ့ကျလာမယ်ဆိုရင် make sure ရဲ့လုပ်ငန်းကလည်းကျလာတယ်ဆိုရင် make sure ရဲ့ stock တန်ဖိုးတွေကလည်းကျသွားမယ်ဆိုရင်ဒီထဲမှာရင်းနှီးမြှုပ်နှံထားတဲ့လူတွေရဲ့ stock ဈေးတွေကလည်းကျသွားတာပေါ့နော်ဆိုတော့ဒါက individually stock ဝယ်မယ်ဆိုရင်ကြုံတွေ့ရမယ်ပြဿနာပေါ့နော် okay အောင်မြင်အခုလိုမျိုးလက်ရှိဒီ Tesla ရဲ့ stock
stock ပေါ့နော်လွန်ခဲ့တဲ့နှစ်2010လောက်ကဝယ်ထားမယ်ဆိုရင်အခုအချိန်မှာဆိုရင်တော့ဒီ stock ဒေါ်လာ1000မို့လောက်ဝယ်ထားတဲ့သူတွေကတော့မီလီယံနာတွေလို့ဖြစ်သွားကြရဆိုပြီးတော့ပြောကြတယ်ပေါ့နော်အဲ့လိုမျိုးကိုကခံမှန်းနိုင်တယ်ဒီကုမ္ပဏီတစ်ခုနောက်နှစ်ပေါင်း20 30မှာခံမှန်းနိုင်တယ်အောင်မြင်ကြီးပွားမယ်လို့ကိုကတော့ယုံကြည်တဲ့ stock မျိုးဆိုရင်တော့ဒါ individually ဝယ်တဲ့ stock ရဲ့ other chat တွေပေါ့နော် okay နောက်တစ်ခုကခုနဒီ size ရာပြောပြတဲ့ဒီ index fund ဆိုတာဘယ်လိုလဲဆိုရင် make ဆွေမှာချင်းတောင်း1000ရှိတယ်ပေါ့နော်ဒီချင်းတောင်း1000ထဲမှာ okay ဈေးသွားမယ်ကျွန်တော်တို့ဒီပန်းတီ3လုံးဝယ်ခဲ့မယ်လိမ်မော်တီ3လုံးဝယ်ခဲ့မယ်ငပြောတီ3လုံးဝယ်ခဲ့မယ်အဲစပြစ်တီ3ဆွဲထည့်ခဲ့မယ်ပေါ့နော်ဆိုတော့ဒီ make ဆွေရဲ့ဈေးချင်းတောင်းထဲမှာဒီအတီ4မျိုးရှိမယ်အဲ့လိုမျိုးပဲဥမာ make ဆွေဒီ stock ဝယ်လိုက်မယ်ဒီ Coca-Cola stock ပါတယ်နောက်ခုဒီ Apple iPhone တွေထုတ်နေ Apple ရဲ့ stock ပါတယ်ခုန Tesla stock ပါတယ်နောက်တစ်ခုကဒီ Microsoft ရဲ့ stock တွေပါတယ်အဲ့လိုမျိုးနာမည်ကြီးပြီးတော့လက်ရှိဒီတကယ် American ရဲ့စီးပွားရေးမှာ tech ကုမ္ပဏီတွေရဲ့ stock အားလုံးကိုစုထားတာပေါ့နော်ဒီ index fund ဆိုတာတော့ဆိုတော့ဒီ index fund ကိုဝယ်ခြင်းအပြင်သူကဒီနှစ်စဉ်အကျိုးမြတ်နှုန်းကတော့10%ဝန်းကျင်ရှိတယ်လို့တော့ကျွန်တော်တို့မယူလို့ရတာပေါ့နော်ဒီလုံစတင်ခဲ့တဲ့1900ကျော်ခုနှစ်ကနေအခု2026ခုနှစ်အထိကိုသူ့ရဲ့ဘယ်လိုပြောမလဲအကျိုးမြတ်ရလက်ဒီ chart ပေါ့နော် data ကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်တော့မြင်ရပါတယ်ဒါကကျွန်တော်လောက်ကြံပြီးပြောတာလည်းမဟုတ်ဘူးပေါ့နော်တကယ်လက်ရှိအဲ့ဒီအချိန်ကနေအခုအချိန်ထိဖြစ်ရှိနေတဲ့ရလက်ကိုကျွန်တော်ဒီ internet ဒီပုံမှာရှာကြည့်လို့ရတယ်လေ့လာကြည့်လို့ရတယ်ဒါကproven record ပေါ့နော်ပြလို့ရတဲ့အမှတ်တမ်းတစ်ခုဖြစ်တယ်ပေါ့နော် okay ဒါတော့ဒီဆရာတော့ပြောပြတဲ့အချက်ပေါ့နော် okay ဒီ stock ကိုဝယ်ပြီးဘယ်လိုဝယ်ရမလဲဆိုတော့လည်းကျွန်တော်တို့သိပြီ okay ဘယ်လောက်အထိဝယ်ရမလဲလို့ပြန်ပြောတယ်ဆိုရင်သူကနှစ်ပေါင်းကို retirement ဒီမှာဆို American နိုင်ငံမှာဆိုရင်တော့65နှစ်အထိကိုဒီမှာအလုပ်လုပ်ကြတာပေါ့နော်65နှစ်ပြီးသွားရဆိုရင်တော့ retirement လို့တော့ခေါ်တာပေါ့ဒီ retirement မှာဒီ retirement plan လေးလည်းကျွန်တော်နည်းနည်းပြပြမယ်ပေါ့နော်ဒီ 401k plan လေးရှိမယ်ဒီအလောက်ကပေး 403b plan လေးရှိမယ်ဒီ individually ဖွင့်လို့ရတဲ့ .ia လို့ account မျိုးတွေရှိမယ်ပြီးနောက်တစ်ခါကျွန်တော်ဒီ taxable brokerage လို့ခေါ်တဲ့အပြင်ကိုတည်တံ့ရင်းနှီးမြှုပ်နှံလူရတဲ့ account တွေပေါ့ရှိရပေါ့နော်အဲ့ဒီထဲမှာသူ့ရဲ့ other chat အနေချက်တွေတစ်ခုနဲ့တစ်ခုရင်းနှီးမြှုပ်နှံမှုပုံစံတွေကတော့အနေငယ်တော့ကွဲသွားတယ်ပေါ့နော်ဒါတော့ကျွန်တော်အသေးစိတ်တော့မရှင်းပြတော့ဘူးပေါ့နော်okay နောက်တစ်ခုကပါလဲဆိုရင်ဘယ်လိုဝယ်ရမလဲဆိုရင်ဒီ compound interest လို့ခေါ်တဲ့အချက်ကတော့စိတ်ဝင်စားစရာလွန်ကောင်းတယ်ပေါ့နော် compound interest ဆိုတဲ့သဘောတဘာဝက make ဆွေရဲ့ငွေပေါ့နော်ဒီ stock market ထဲမှာထည့်ထားတဲ့နှစ်စဉ်10%လုံးအကျိုးအမြတ်ရနေတဲ့ stock ကိုဝယ်တယ်ဆိုရင်သူက9နှစ် 7.2 years ပေါ့နော်9နှစ်နေရနဲ့ make ဆွေငွေနှစ်ဆဖြစ်တယ်ပေါ့ကိုအသက်20ကဝယ်ထားတဲ့stock ကိုကအသက်65နှစ်တိုင်အောင် retirement တိုင်အောင်ဒီထဲမှာပဲထည့်ထားရဆိုရင်ခုနပြောတဲ့ဒီ compound interest တွေအတိုးပေါ်ဆင်းရင်းနဲ့ငွေတွေကအောင်ကြီးမားလောက်စွာပြင်ဟိုတိုးပေါ်သွားတာဖြစ်ပါတယ် okay ဒီစာရေးဆရာခုလက်ရှိဒီမှာပြောထားတဲ့နောက်တစ်ချက်ကတော့ financial freedom လူတယောက်ကမီလီယံနာဖြစ်တာတော့ဟုတ်ပါပြီဒါပေမဲ့တလားကိုမီလီယံတန်းနဲ့ချီပြီးတော့ရနေပြီမဲ့ခုနပြောလို့ပေါ့နော်ဒီ month to month paycheck to paycheck အလုပ်လုပ်နေရတဲ့သူတွေအများကြီးရှိတယ်ပေါ့နော်ဆိုတော့အဓိက goals က millionaire ဖြစ်ဖို့မဟုတ်ဘဲနဲ့ဒီ financial freedom လို့ခေါ်တဲ့ငွေကြေးလွတ်လပ်မှုဘဝပေါ့နော်အဲ့ဒီဘဝကိုရောက်ဘယ်လိုတည်ဆောက်ရမလဲဆိုတော့ဟာကိုစာရေးဆရာတော့ရှင်းပြတာပါ okay financial freedom ကိုကဘယ်လိုဆိုရင်ရမလဲဘယ်လိုတွက်ကြည့်မလဲပေါ့နော်ကျွန်တော်တို့တွက်ကြည့်ရအောင်မိတ်ဆွေမှာရှိတဲ့မိတ်ဆွေရဲ့ဒီ assets ပေါ့နော်မိတ်ဆွေပိုင်ဆိုင်မှုတွေအားလုံးရဲ့400%လုံးကိုမိတ်ဆွေကသုံးမယ်ဆိုရင်မိတ်ဆွေ financial freedom ရတယ်လို့ပြောပါတယ်သူက okay ဆိုလိုချင်တာကတော့မိတ်ဆွေမှာဒေါ်လာတလားကိုပေါ့နော်ဒေါ်လာကိုက3000ပဲသုံးရတယ်ဆိုပါတော့တလားဒေါ်လာ3000ကသုံးနေရတယ်ဆိုရင်ငါအလုပ်လည်းလုပ်ဆရာမလိုတော့ဘူးပြီးအဲ့ဒေါ်လာ3000ဝင်နေမှာဆိုတနစ်ကိုဆို3600ပေါ့နော်ဆိုတော့ဒီ3600ကိုတနစ်သုံးနေဖို့3600ရပြီဆိုရင်မိတ်ဆွေအလုပ်လုပ်ဆရာမလိုပဲနဲ့အဲ့ financial freedom ရတယ်လို့ဆိုလိုတာပါဆိုတော့အဲ့3600ရဖို့ကိုယ့်ရဲ့ဘဏ်နဲ့ကိုယ့်ရဲ့အဲ့ဒီရင်းနှီးမြှုပ်နှံမှုပိုင်ဆိုင်မှုထဲမှာဘယ်လောက်ရှိရမလဲပေါ့နော်အဲ့ဒါကိုခုနပြောတဲ့ 4% ပေါ့မိတ်ဆွေမှာဒေါ်လာ1တန်းရှိတယ်ဆိုရင်ဒေါ်လာ1တန်းရှိတယ်ဒီ stock market ထဲမှာရင်းနှီးမြှုပ်နှံမှုလုပ်ထားတာဒေါ်လာ1တန်းရှိတယ်ဆိုရင်နေ့စဉ်မိတ်ဆွေတစ်လားကိုခုနပြောတဲ့ 4% ပေါ့နော် 4% ထုတ်သုံးမယ်ဆိုရင်4000ပေါ့နော်4000ဆိုရင်ခုနပြောကိုယ့်ရဲ့တစ်လားအသုံးစရိတ်ကိုလည်းကိုယ်ကကာမိတဲ့အပြင်နေ့စဉ် 10%
မြက်နေတဲ့ဒီ stock ထဲက 4% ခိုင်နှုန်းကိုကယူသုံးပြီးတော့ channel 6% ခိုင်နှုန်းကဆက်ပြီးတော့တိုးပွားစေတာပေါ့နော်အဲ့ဒီနီးနဲ့ make sure ရဲ့ပိုင်ဆိုင်မှုတွေကလုံးဝမလျော့သွားတဲ့အပြင်ကိုကဒါအလုပ်လုပ်စရာမလိုဘဲနဲ့ငွေကြေးပတ်တိုင်းတစ်ခုကိုကတော့ရောက်ရှိသွားတာပေါ့နော်ဆိုတော့ဒီစာအုပ်ကအရင်ကောင်းပါတယ်ဒီလူပုံမှန်ကျွန်တော်တို့လိုအမေရိကန်မှာနေထိုင်နေတဲ့တာမန်လူပြည်သူလူထုတယောက်အနေနဲ့ချမ်းသာကြွယ်ဝမှုကိုဘယ်လိုတည်ဆောက်လို့ရတယ်လဲဆိုတဲ့ဟာကိုအများကြီးရှင်းပြထားတဲ့စာအုပ်တော့ဖြစ်ပါတယ်ဆိုတော့ဒီထဲမှာဘာတွေပါတယ်လဲဆိုတာကိုဘာအကြောင်းအရာမျိုးတွေပါလဲဆိုတော့ကျွန်တော်အတူရှင်းလေးပြပြပါမယ်ပေါ့နော်ဆိုတော့ဘာကြောင့်ဒီခုနပြောလို့ပေါ့ stock market ကအမြဲတမ်း why all the stock market always go up ပေါ့နော်ဘာကြောင့်အမြဲတမ်းသူကအတက်ဘက်ကိုပဲတွားနေတယ်လဲဒီခုနပြောတဲ့သူမဲ့ရွေးချယ်ရမယ်ဒီ blue stock အမျိုးအစားတွေဒီ investment ပုံစံအမျိုးအစားတွေယင်းဒီမျိုးပုံစံအမျိုးအစားတွေပြီးဘယ်လိုယင်းဒီမျိုးနဲ့မှုလောက်ရမလဲတွေသူရဲ့ရှောင်းရန်တွေပြီးကိုယ့်ရဲ့ခုနပြောတဲ့400ခိုင်နှုန်းဟိုဘယ်လိုထုတ်ယူရမလဲတွေကိုယ့်ရဲ့ social security လို့ခေါ်တဲ့အကျိုးမြတ်တွေ benefits တွေပြီးရင်ကိုယ့်ရဲ့သားသမီးတွေအတွက်ကိုကဘယ်လို planning ချပေးခဲ့ရမလဲ music ချခဲ့ပေးရမလဲဆိုတဲ့ဟာအကုန်လုံးကိုဒီစာအုပ်ထဲမှာရေးထားပါတယ်ဆိုတော့ဒီစာအုပ်ကိုဖတ်ကြည့်ဖို့တော့ကျွန်တော်တိုက်တွန်းတယ်ပေါ့နော်ကျွန်တော်ကလည်းကျွန်တော်ရဲ့ဒီမိတ်ဆွေတယောက်ကတိုက်တွန်းမလို့ကျွန်တော်ဖတ်ကြည့်ရင်းနဲ့အရန်ကောင်းလို့ကျွန်တော်ဝေမျှပေးရဖြစ်ပါတယ်โอเคနောက်ဗီဒီယိုမှာဆက်လက်ပြီးတော့တွေ့ကြရအောင်